လုံးပဲမင်္ဂလာပါရှင်ဆန်းဆရာကြီး channel လေးရဲ့ audio book အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဖတ်ပြပေးချင်တာကတော့မိုးရှင် IMT ရဲ့သူစိတ်သက်သာတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်ကလေးကိုအပိုင်း3လေးနဲ့ဆက်လက်ဖတ်ပြပေးချင်ပါတယ်ဒီနေ့ဖတ်ပြပေးတဲ့အပိုင်း3မှာပါရှိမဲ့ခေါင်းစဉ်လေးတွေကတော့ Steve Jobs ရဲ့နာမည်ကျော်မိကွန်းအခုပဲပြောပါဘယ်တော့မှနောက်ပြန်မလှည့်ပါနဲ့အပေါ်ကိုမော်ကြည့်လို့ညောင်းရင်အောက်ကိုငုတ်ကြည့်ပါသင်ဟာသပင်တပင်မဟုတ်ဘူး Steve Jobs ရဲ့နာမည်ကျော်မိကွန်းတခါတလေမှာလောကကြီးကသင်ကိုအုတ်ခဲနဲ့ပေါက်လိုက်မယ်ဒါပေမဲ့သင်ရဲ့ယုံကြည်ချက်တွေတော့မပျောက်သွားပါစေနဲ့သင်တစ်ခုခုကိုတော့ယုံနေမှဖြစ်မယ်သင်ကိုယ်သင်ယုံကြည်ချက်သင်ဘဝသင်ကံကြမ္မာဘာပဲဖြစ်ဖြစ်သင်မှာယုံကြည်ချက်တစ်ခုတော့ရှိနေဘူးလို့လေကျွန်တော်တဘဝလုံးကျွန်တော်ကိုရှေ့ဆက်လျှောက်စေခဲ့တဲ့အရာကတော့ကျွန်တော်ချင်းညံ့နိုးတာကိုလောက်ကန်ခဲ့ခြင်းပါပဲသင်ကြိုက်တဲ့တာကိုသင်ရှာပေးဖို့လိုပါတယ်သင်နေရမယ့်အချိန်ကအကန့်အသတ်ရှိပါတယ်အခြားလူတစ်ယောက်ရဲ့ဘဝထဲမှာဟန်ဆောင်ပြီးမနေပါနဲ့အခြားသူတွေသတ်မှတ်ထားတဲ့ဘောင်တွေထဲမှာပိတ်မိမနေပါနဲ့အခြားသူတွေရဲ့အမြင်တွေကြောင့်သင်စိတ်ဓာတ်မညှိုးနွမ်းပါစေနဲ့အရေးအကြီးဆုံးကတော့သင်ချစ်မြတ်လို့တဲ့အရာကိုရယူဖို့တတ်သိရှိပါစေအခြားအရာတွေအားလုံးကသင်ချစ်မြတ်လို့တဲ့အရာနဲ့ရှင်ရင်အမြဲတမ်းဒုတိယပဲဖြစ်ပါစေSteve Jobsအထက်ပါစကားကတော့ Stanford University မှာ Steve Jobs ပြောခဲ့တာကိုကောက်နှုတ်ထားတာဖြစ်ပါတယ်ဒီခေတ်ထဲမှာ Apple product တွေဖြစ်တဲ့ MacBook, iPad, iPhone စတာတွေကိုလူတိုင်းသိနေပါပြီလူတိုင်းလိုချင်တဲ့ပစ္စည်းတစ်ခုလိုတောင်ဖြစ်နေပါပြီဒီလောက်အောင်မြင်တဲ့ကုမ္ပဏီကြီးကိုတည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့မိကွန်းကိုအမှတ်မထင်ကျွန်တော်ဖတ်မိခဲ့ပါတယ်အရန်ကောင်းလို့ဖတ်ပြီးရနဲ့အရင်ကထက်စိတ်သက်အင်အားတွေပိုရရှိခဲ့ပါတယ်အောက်မှာတော့2005ခုနှစ်ဇွန်လ22ရက်နေ့မှာ Stanford တက္ကသိုလ်မှာSteve Jobs ပြောခဲ့တဲ့နာမည်ကျော်မိကွန်းကိုစီပြောအောင်ဘာသာပြန်ပြီးဖော်ပြပေးလိုက်ပါတယ်သင်ဟာအောင်မြင်ခြင်းတဲ့သူတစ်ယောက်ဆိုရင်တော့မဖြစ်မနေကိုဖတ်တဲ့မိကွန်းတစ်ခုပါကမ္ဘာပေါ်မှာအကောင်ဆုံးတက္ကသိုလ်တွေကတစ်ခုဖြစ်တဲ့ဒီတက္ကသိုလ်ရဲ့ပွဲနယ်တစ်ပင်မှာမိကွန်းပြောခွင့်ရပြီးခမည်းတော်နဲ့တွေ့ခွင့်ရတာအရန်ကိုဂုဏ်ယူပါတယ်ကျွန်တော်ကတော့ဘယ်ကောလိပ်ကမှပွဲမရခဲ့ပါဘူးရိုးရိုးသားသားပြောရရင်ဒီနေ့ဟာကောလိပ်နဲ့အနည်းဆက်ဆုံးရှိဘူးတဲ့နေ့ပါပဲဒီနေ့ခမည်းတော်ကိုကျွန်တော်ဘဝမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်3ခုကိုပြောပြချင်ပါတယ်အဖြစ်အပျက်လေး3ခုပါပဲအခြားကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူးပထမဆုံးဖြစ်ပျက်ကတော့ဘဝရဲ့အဖြစ်အပျက်တွေကိုပြန်လည်ဆက်ခြင်းပါကျွန်တော် Reed College မှာ6လတက်အပြီးကျောင်းကထွက်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်နောက်ထပ်18လနီးပါးလောက်ကောလိပ်ကိုတန်ရောစင်မကုန်ခဲ့ပါဘူးဒါဆိုရင်ဘာလို့ကျွန်တော်ကောလိပ်ကထွက်ခဲ့တာပါလဲကျွန်တော်မမွေးခင်ကအဖြစ်အပျက်လေးကိုအရင်ပြန်ပြောပြပါမယ်ကျွန်တော်ကိုမွေးတဲ့အချိန်မှာကျွန်တော်အမေကငယ်ရွယ်တဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ခဲ့တာကြောင့်ကျွန်တော်ကိုမွေးစားမဲ့သူစီဆွန့်ပစ်ခဲ့ပါတယ်ဒါပေမဲ့အမေကကျွန်တော်ကိုပညာတတ်တွေစီကိုပဲလွှဲပြောင်းပေးခြင်းခဲ့ပါတယ်ရှေ့နေတစ်ယောက်နဲ့သူ့ဇနီးတို့ဟာကျွန်တော်ကိုမွေးစားဖို့စိတ်ဝင်စားခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်ကိုတွေ့တဲ့အခါမှာတော့သူတို့လိုချင်တာမင်းကလေးဖြစ်လို့ကျွန်တော်ကိုမမွေးစားတော့ပါဘူးမွေးစားဖို့ကလေးရှာနေကြောင်းစီရင်သွင်းရတဲ့အခုကျွန်တော်မိဘဖြစ်လာတဲ့အဖေနဲ့အမေဟာညဘက်မှာဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပြီးကျမတို့မှမမျှော်လင့်နိုင်တဲ့ယောက်ျားလေးတစ်ယောက်ရှိနေပါတယ်ရှင်တို့သူ့ကိုလိုချင်လားလို့အမေးခံခဲ့ရတဲ့အချိန်မှာချက်ချင်းပဲကျွန်တော်ကိုလက်ခံခဲ့ပါတယ်ကျွန်တော်မွေးစားအမေကဘွေးရတစ်ယောက်မဟုတ်တဲ့အပြင်ကျွန်တော်မွေးစားအဖေကထက်တန်းကြောင်းမအောင်ခဲ့တာကိုအမေအရင်ကနောက်မှသိခဲ့ပြီးစာရွက်စာတမ်းတွေကိုလက်မှတ်ထိုးပေးဖို့ညှင်းဆန်ခဲ့ပါတယ်နောက်ထပ်လအနည်းငယ်ကြာမှတော့ကျွန်တော်မွေးစားမိပါတွေကကျွန်တော်ကိုတကယ်ကောလိပ်ပို့မယ်လို့ယုံကြည်အောင်ပြောတော့မှအမေအရင်ကလက်မှတ်ထိုးပေးခဲ့တာပါနောက်ထပ်18နှစ်ကြာတဲ့အချိန်မှာတော့တကယ်ပဲကျွန်တော်ကောလိပ်တက်ခွင့်ရခဲ့ပါတယ်အတွေ့အကြုံမရှိဘဲကောလိပ်အရွေးမှားခဲ့တာကြောင့် Stanford University ရဲ့ကောလိပ်ကိုရွေးချယ်မိပါတယ်လက်လုံးလက်စားတွေဖြစ်တဲ့ကျွန်တော်မိဘတွေရှိရတာတွေလည်းကျွန်တော်ကျောင်းစီကြောင့်ကုန်သွားခဲ့ပါတယ်6လခန့်အကြာမှာတော့ကျွန်တော်ကျောင်းစာတက်နေရတာဘာအလားလာမှမမြင်မိပါဘူး
ကျွန်တော်ဘဝမှာဘာလုပ်ချင်လဲဆိုတာကိုမသိခဲ့ပါဘူးနောက်တစ်ခုကကျွန်တော်ဘာလုပ်ချင်လဲဆိုတာကိုသိအောင်ဒီ college ကြီးကဘယ်လိုကူညီပေးမှာလဲဆိုတာကိုလည်းစဉ်းစားလို့မရခဲ့ပါဘူးနောက်ပြီးကျွန်တော်မိဘနှစ်ပါးဘဝတစ်လျှောက်လုံးစုဆောင်လာခဲ့တဲ့ပတ်စံတွေကိုကျွန်တော်ကဖြုံးနေခဲ့တယ်လေဒါနဲ့ကျွန်တော်လည်း college ကနေထွက်ရင်အရာရာချုံးမွေသွားမယ်လို့ယူဆပြီးကြောင်းထွက်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်အရန်ကိုကြောက်နေခဲ့ပါတယ်ဒါပေမဲ့အခုနေကျွန်တော်အတိတ်ကိုပြန်ကြည့်ရင်အဲ့ဒီဆုံးဖြတ်ချက်ဟာကျွန်တော်ဘဝမှာချခဲ့တဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေကတစ်ခုဖြစ်ခဲ့ပါတယ်ကျွန်တော်အဲ့ဒီလိုထွက်လိုက်တဲ့အချိန်မှာကျွန်တော်စိတ်မဝင်စားပေမဲ့လည်းမတက်မဖြစ်တက်နေခဲ့ရတဲ့အတန်းတွေကိုမတက်လဲဘာမှမဖြစ်တော့ပါဘူးဒါပေမဲ့ကျွန်တော်စိတ်ဝင်စားတဲ့ college တွေကအတန်းတွေကိုစတင်ပြီးတက်ခဲ့ပါတယ်ဒါကျွင်း college ကထွက်ပြင်မဲ့ထိုကဲ့သို့သောကျောင်းသားများအတွက်တက်ခွင့်ရှိတဲ့အတန်းတချို့အမေရိကန်ပညာရေးစနစ်မှာရှိပါတယ်။တရားအားလုံးကချောမွေ့ခဲ့တာတော့မဟုတ်ပါဘူး။ကျွန်တော်က college ကထွက်ထားတာမို့ကျွန်တော်နေဖို့အခန်းမရှိပါဘူး။ဒါကြောင့်တငယ်ချင်းတွေရဲ့အခန်းမှာကျမ်းမြင်ပေါ်လိုက်အိတ်လေးရှိပါတယ်။ကုတ်ဘူးကုန်တွေကိုကောက်ပြီးစက်ရုံကိုပြန်လဲအကစားသောက်ဖို့ပတ်စံရှာခဲ့ပါတယ်။အပတ်စဉ်တနင်္ဂနွေနေ့တိုင်းအစားအသောက်ကောင်းစားရဖို့9မိုင်ရှိတဲ့ခရီးကိုလမ်းလျှောက်သွားပြီးဟာရာခရစ်နာဘုရားကျောင်းကိုသွားခဲ့ပါတယ်။အဲ့ဒီလိုသွားရတာကိုကျွန်တော်ကိုယ်တိုင်လည်းနှစ်သက်ခဲ့ပါတယ်။ကျွန်တော်ရဲ့စူးစမ်းစိတ်တွေနောက်ကိုလိုက်ရင်ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အရာတွေကနောက်တစ်ချိန်မှာတော့အပိုးဖြတ်လို့မရတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။ဥပမာတစ်ခုလောက်ကျွန်တော်ပြောပြရစီ။အဲ့ဒီအချိန်တုန်းက Big College ဟာလက်ရည်နဲ့ပတ်သက်ပြီးသင်ကြားတဲ့နေရာမှာနိုင်ငံတစ်ခုလုံးမှာထိပ်တန်းအဆင့်ရှိပါတယ်။ကျောင်းထဲကဘယ်လိုပိုစတာကိုပဲကြည့်လိုက်ဘယ်လိုစာတမ်းကိုပဲကြည့်လိုက်လက်ရည်အားလုံးကလှပနေပါတယ်။ကျွန်တော်က college ကထွက်ခဲ့ပြီးပုံမှန်သင်တန်းတွေမတက်ရတော့တာကြောင့်အဲ့ဒီလက်ရည်အလှပရင်းနှီးသင်တန်းကိုတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော် Seraph နဲ့ Sun Seraph တို့လို Found Family တွေကိုသင်ယူခဲ့ပါတယ်။ဒါအပြင်စာလုံးတွေတစ်လုံးနဲ့တစ်လုံးပေါင်းဆက်ရမှာဂျားထဲမှာထားတဲ့နေရာလွတ်အကြောင်းတစ်လုံးတွေဖွဲ့စည်းထားတာကိုဘယ်လိုကြည့်ကောင်းအောင်လုပ်ရမယ်ဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပါတယ်။အဲ့ဒါတွေကအရန်ကိုလှပပါတယ်။စိတ်ပန်နည်းနဲ့တိုင်းတာလို့မရတဲ့လှပမှုမျိုးနဲ့လှပပါတယ်။ကျွန်တော်အရန်ကိုသဘောကျခဲ့ပါတယ်။ဒီလိုလေ့လာခဲ့တာကအဲ့ဒီအချိန်တုန်းကကျွန်တော်ဘဝမှာလက်တွေ့တစ်ခါမှအသုံးမဝင်ခဲ့ပါဘူး။ဒါပေမဲ့10နှစ်ကြာတဲ့အချိန်ကျွန်တော်တို့ပထမဆုံး Macintosh ကွန်ပျူတာကိုစတင်ဒီဇိုင်းရေးဆွဲတဲ့အချိန်မှာတော့အဲ့ဒီလေ့လာမှုတွေကကျွန်တော်ခေါင်းထဲကိုအစီအစီပြန်ဝင်လာပါတယ်။ပြီးတော့အဲ့ဒီအရာတွေကိုကျွန်တော် Mac တီထွင်တဲ့နေရာမှာထည့်သုံးခဲ့ပါတယ်။အဲ့ဒီတုန်းကကျွန်တော်တို့တီထွင်တဲ့ကွန်ပျူတာကစာရေးသားရာမှာအလှပဆုံးကွန်ပျူတာဖြစ်ခဲ့ပါတယ်။ကျွန်တော်ကအကြောင်းတုန်းကအဲ့ဒီလက်ရေးသင်တန်းလေးမတက်ခင်ရင် Mac မှာဒီလောက်လှပတဲ့စာရေးသားတဲ့စနစ်ပါလာမှာမဟုတ်ပါဘူး။ကျွန်တော်က college ကမထွက်ခင်ရင်အဲ့ဒီလက်ရေးအလှသင်တန်းကိုကျွန်တော်တက်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။ပြီးတော့ကွန်ပျူတာတွေမှာအခုလိုလှပတဲ့စလုံးပုံစံတွေလည်းရှိလာဖို့လွယ်မှာမဟုတ်ပါဘူး။ခင်ဗျားအနေနဲ့အနာဂတ်ကိုမျှော်နေတော့အချိန်မှာခင်ဗျားဘဝရဲ့အစိတ်ပိုင်းတွေကိုဆက်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။တကယ်ခင်ဗျားဘဝရဲ့အစိတ်ပိုင်းတွေကိုဆက်လို့ရတဲ့အချိန်ကခင်ဗျားဘဝကိုနောက်ပြန်လှည့်ကြည့်တဲ့အချိန်ပါပဲကျွန်တော်ငငယ်တုန်းကကျွန်တော်လုပ်နေတဲ့အရာတွေကိုဆက်ကြည့်လို့မရခဲ့ပါဘူးဒါပေမဲ့10နှစ်အကြာနောက်ပြန်လှည့်ပြီးကြည့်တဲ့အချိန်မှာတော့ကျွန်တော်လုပ်ခဲ့တဲ့အသေးအဖွဲအရာလေးတွေရဲ့ဆက်ဆက်မှုကိုတွေ့ခဲ့ရပါတယ်ဒါကြောင့်ခင်ဗျားဘဝမှာလည်းခင်ဗျားလုပ်နေတဲ့အရာလေးတွေဟာတနေ့နေ့ခင်ဗျားဘဝတွေမှာအသုံးဝင်လာလိမ့်မယ်လို့ယုံကြည်ဖို့လိုပါတယ်ခင်ဗျားအနေနဲ့ပစုံတစ်ခုကိုတော့ယုံကြည်နေဖို့လိုပါတယ်။ကံတရားဘဝဘာပဲဖြစ်ပေါ့။ယုံကြည်ခြင်းကြောင့်ကျွန်တော်ဘဝမြင့်တက်ခဲ့တာပါ။အဲ့ဒီယုံကြည်ခြင်းကပဲကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တာပါ။အဲ့ဒီယုံကြည်ချက်ကကျွန်တော်ကိုတစ်ခါမှစိတ်မပြတ်စေခဲ့ပါဘူး။ဒီကပြောချင်တာကတော့ချစ်မြတ်နိုးခြင်းနဲ့ဆုံးရှုံးမှုအကြောင်းပါ။ကျွန်တော်ကကံကောင်းခဲ့ပါတယ်။ကျွန်တော်ငယ်ရွယ်စဉ်မှာပဲကျွန်တော်ဘာကိုနှစ်သက်မြတ်နိုးရဲဆိုတာကိုသိခဲ့ပါတယ်။အသက်20အရွယ်မှာ Works နဲ့ကျွန်တော်အပေကိုတည်ထောင်ခဲ့ပါတယ်။စတင်တည်ထောင်ခဲ့တဲ့နေရာကတော့ကျွန်တော်မိဘတွေရဲ့ကားကိုယ်တော်ထဲမှာပါ။ကျွန်တော်တို့အရန်ကြိုးစားခဲ့ကြတယ်။
10 နှစ်အတွင်းမှာအပေဟာကားကိုတောင်တွေကကျွန်တော်တို့2ယောက်ကနေဝန်ထမ်း4000ကျော်ရှိပြီးဒေါ်လာ2ဘီလီယံတန်နဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ Macintosh ရဲ့အကောင်းဆုံးဖန်တီးမှုကိုထုတ်လုပ်ခဲ့ပါတယ်။နောက်နှစ်မှာတော့ကျွန်တော်အသက်30အရွယ်ရောက်လာခဲ့ပြီးအလုပ်ထုတ်ခံခဲ့ရပါတယ်။ကိုထောင်ထားတဲ့ကုမ္ပဏီကနေကျွန်တော်ဘာလို့အထုတ်ခံခဲ့ရတာလဲလို့ခင်ဗျားတို့စဉ်းစားနေလိမ့်မယ်။ဟုတ်ကဲ့ကျွန်တော်ပြောပြပါမယ်။အပေကစပြီးတိုးတက်ကြီးပွားလာတော့အရေးချင်းရှိပြီးကျွန်တော်နဲ့အတူလုပ်ငန်းကိုဦးစီးနိုင်တဲ့သူတစ်ယောက်ကိုကျွန်တော်တို့ငှားရမ်းခန့်အပ်ခဲ့ပါတယ်။ပထမနှစ်မှာတော့အားလုံးအဆင်ပြေခဲ့ပါတယ်။နည်းနည်းအချိန်ကြာလာတော့ကျွန်တော်တို့အမြင်တွေကွဲလာပါတယ်။နောက်ဆုံးတော့ဘုတ်အဖွဲ့ကသူ့ဘက်ကရက်တည်ခဲ့ပါတယ်။ဒီလိုနဲ့အသက်30အရွယ်မှာကျွန်တော်အလုပ်ထုတ်ခံခဲ့ရပါတယ်။ကျွန်တော်ဘဝတစ်လျှောက်ပုံအောပြီးအာရုံစိုက်ခဲ့သမျှစူးစမ်းခဲ့သမျှတွေရေဆုံးမျောသွားတယ်လို့ပါပဲ။အဲ့ဒီတုန်းကခန်းစားချက်ကအရန်ကိုစိုးဝါပါတယ်။ကျွန်တော်လအနေငယ်စားသည့်အထိဘာဆက်လုပ်ရမယ်မှန်းမသိခဲ့ပါဘူး။နောက်ပေါ်ထွက်လာမဲ့စွန့်ဦးတည်ထွင်သူများရဲ့စိတ်အားထက်သန်မှုကိုရိုက်ချိုးလိုက်တယ်လို့ခံစားရတယ်။ကျွန်တော်စီလက်ဆင့်ကမ်းခံခဲ့ရတဲ့တာဝန်ကိုမကြေပြွန်းတယ်လို့ခံစားခဲ့ရတယ်။ကျွန်တော် David Podcast နဲ့ Hot Noise တို့ကိုတွေ့ပြီးတောင်းပန်ခဲ့တယ်။ကျွန်တော် Silicon Valley ကနေတော့ထွက်ပြေးဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်အတွက်အာယုံဦးလန်းစာပြန်လည်ပြီးပေါ်လာခဲ့တယ်။ကျွန်တော်လုပ်ခဲ့တာတွေကိုကျွန်တော်ချစ်မြတ်လို့တယ်။ဒီလိုအလုပ်ထုတ်ခံရရုံနဲ့တော့အဲ့ဒီချစ်မြတ်လို့ခြင်းတွေမပြောက်သွားခဲ့ပါဘူး။ဒါကြောင့်ကျွန်တော်အစကပြန်ပြီးလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။အပေကနေအလုပ်ထုတ်ခံခဲ့ရတာဟာကျွန်တော်အတွက်အကောင်းဆုံးအဖြစ်အပျက်တစ်ခုဆိုတာကိုအဲ့ဒီအချိန်တုန်းကတော့သတိမထားမိခဲ့ပါဘူး။အောင်မြင်မှုရဲ့လေးလံခြင်းကိုလူသစ်တစ်ယောက်ရဲ့ပေါ်ပါမှုတွေနဲ့အစားထိုးခံလိုက်ရလို့ပါပဲ။ကျွန်တော်ဘဝရဲ့အကောင်းဆုံးတည်ထွင်နိုင်တဲ့အချိန်အပိုင်းခြားတစ်ခုကိုရောက်ရှိစေခဲ့ပါတယ်။နောက်9နှစ်အတွင်းမှာ Nest လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုနဲ့ Pizza လို့ခေါ်တဲ့အခြားကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။အဲဒီကာလအတွင်းမှာတစ်ချိန်မှာကျွန်တော်ရဲ့ဇနီးဖြစ်လာမယ့်အရန်တော်တဲ့အမျိုးသမီးတစ်ယောက်နဲ့ချစ်ကြိုက်မိခဲ့ပါတယ်။ Pizza ဟာပထမဆုံး Computer Animation ဇာတ်လမ်းဖြစ်တဲ့ Toy Story ကိုဖန်တီးနိုင်ခဲ့ပြီးကမ္ဘာမှာအအောင်မြင်ဆုံး Animation Studio တစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ကာလအနည်းငယ်အကြာမှာတော့Apple က Nest ကိုဝယ်ခဲ့ပြီးကျွန်တော်လည်း Apple ကိုပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့ကျွန်တော်တို့ Nest မှာဖန်တီးခဲ့တဲ့နည်းပညာဟာ Apple ရဲ့အသက်ဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်စရီ Lawrence နဲ့ကျွန်တော်တာယာတဲ့မိသားစုလေးကိုတည်ထောင်နိုင်ခဲ့ပါတယ်။တကယ်လို့ကျွန်တော်သာ Apple ကနေအလုပ်ထုတ်မခံရရင်ဒါတွေတစ်ခုမှဖြစ်လာမှာမဟုတ်ပါဘူး။ဒီအဖြစ်အပျက်ကဈေးခါးကြီးတစ်ခွက်လိုပါပဲ။ဒါပေမဲ့လူနာအတွက်လိုအပ်ခဲ့တယ်လေတခါတလေလောကကြီးကခမရဲ့ခေါင်းကိုပုတ်ခင်နဲ့ပေါက်တတ်တယ်ဒါပေမဲ့ယုံကြည်မှုတွေမပြောက်သွားပါစေနဲ့ကျွန်တော်ကိုဒီနေရာအထိရောက်လာအောင်တွန်းပို့ပေးခဲ့တာကျွန်တော်ချစ်မြတ်နိုးတာကိုကျွန်တော်လုပ်ခဲ့လို့ပါခမရဲ့ဘဝမှာခမဘေးရာတွေကိုလိုရတာချစ်မြတ်နိုးတယ်ပြီးဖို့လိုပါတယ်အချစ်ဆိုတာဘဝလက်တွေးပေါ်ယူရဲ့နေရာမှာလိုအပ်တယ်လို့သက်လုံးလုံးမဲ့အလုတ်ရွေးတဲ့နေရာမှာလည်းလိုအပ်ပါတယ်။အလုတ်ဆိုတာခမဘဝရဲ့အချိန်အတော်များများကိုအပိုင်စီးမဲ့အရာပါ။ဒါကြောင့်အကောင်းဆုံးနည်းလမ်းကခမချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ဖို့ပါပဲ။မတွေ့သေးရင်ငြိမ်မနေပါနဲ့ဆက်လက်ရှာပေးပါ။ခမရဲ့နှလုံးသားကတနည်းနည်းမှာခမချစ်တာကိုတွေ့ရှိလာပါလိမ့်မယ်။တကယ်ချစ်မြတ်နိုးတဲ့ဇုံတွဲလိုပါပဲ။ကိုတကယ်ချစ်တဲ့အလုပ်ကိုလုပ်ရင်နှစ်တွေကြာလာလေလေအချစ်တွေခိုင်မြဲလေလေပါပဲ။ဒါကြောင့်မတွေ့သေးသေးဆက်လက်ရှာပြပါ။ကျွန်တော်တတိယပြောချင်တဲ့အကြောင်းအရာကသိချင်းတရားပါ။ကျွန်တော်အသက်18နှစ်အရွယ်တုန်းကဆိုရိုးလေးတစ်ခုဖတ်ဖူးပါတယ်။အဲဒီဆိုရိုးလေးကနေ့တိုင်းကိုသင်ရဲ့နောက်ဆုံးနေ့အဖြစ်အသက်ရှင်မှာတနေ့ကျရင်သင်တွေးတာမှန်ကန်ပါလိမ့်မယ်တဲ့။ဒီဆိုရိုးလေးကကျွန်တော်ဘဝပေါ်အများကြီးသက်ရောက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကလွန်ခဲ့တဲ့33နှစ်လုံးကျွန်တော်မှန်တယ်ကိုမနဲ့တိုင်းကြည့်ပြီးဒီနေ့ဟာငါနေရမယ့်နောက်ဆုံးနေ့ဆိုငါဘာလုပ်မလဲဆိုပြီးမေးခဲ့ပါတယ်။နောက်ဆုံးမေးတာဆိုရင်ငါအခုလုပ်ဖို့စဉ်းစားနေတဲ့အရာကိုငါလုံးမလားလို့လည်းမေးခဲ့ပါတယ်။
အဖြေက no ဖြစ်တိုင်းကျွန်တော်သိခဲ့တာကကျွန်တော်တစ်ခုခုပြုပြင်ဖို့လိုပြီးဆိုတာပါပဲမကြခင်မှာသိနိုင်တယ်လို့ခံယူထားခြင်းကကျွန်တော်ဘဝရဲ့အကြီးမားဆုံးဆုံးဖြတ်ချက်တွေချခဲ့ရမှာအများကြီးအသုံးဝင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့မျောလင်းခြင်းမာနအကြောက်တရားရှက်ရင်ခြင်းတွေအားလုံးဟာသိခြင်းဆိုတာကိုတွေးလိုက်တာနဲ့အားလုံးပြောက်ွယ်ကုန်လို့ပါပဲဒါတွေအားလုံးပြောက်ွယ်သွားပြီးတကယ်လှုပ်ချင်တဲ့အရေးကြီးသောအရာကခေါင်းထဲလို့ပေါ်လာပါတယ်မကြခင်သိနိုင်တယ်လို့တွေးခြင်းကသင်ဟာတစ်ခုခုဆုံးရှုံးနိုင်တယ်လို့တွေးလို့ရှိခြင်းကိုဖျောက်ပြတ်ပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့သင်ဟာအချိန်မရွေးသိနိုင်တယ်လေသိရာထက်ပိုပြီးဆုံးရှုံးနိုင်တာရှိသေးလို့လားဒါကြောင့်သင်ချစ်မြတ်နိုးရဲ့အရာကိုမလုပ်ဖို့ဘာမှစင်ကြေးပေးစရာမရှိတော့ပါဘူးလွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်တော်ကင်ဆာရောဂါခံစားခဲ့ရပါတယ်မနက်9 နာရီခွဲမှာစကန်ဖတ်ပြီးရဲ့နောက်ကျွန်တော်ရဲ့ pancreas တရွက်ရက်ထဲမှာအကျိတ်ရှိနေတာကိုသိလိုက်ရပါတယ်ကျွန်တော်အစကတရွက်ရက်ဆိုတာဘာမှန်းတောင်မသိပါဘူးဒေါက်တာတွေကကျွန်တော်ရဲ့ကင်ဆာဟာကုသလို့မရကြောင်းပြောပြခဲ့ပါတယ်ကျွန်တော်6လထပ်ပိုးပြီးအသက်မရှင်နိုင်တော့ဘူးလို့ဆိုကြပါတယ်ဆရာဝန်တွေကကျွန်တော်ကိုအိမ်ပြန်စီပြီးအေးအေးဆေးဆေးအနားယူကပြင်ဆင်ဆရာရှိရာပြင်ဆင်ဖို့ပြောဆိုခဲ့ပါတယ်သူတို့ဆိုလိုချင်တာကတော့ကျွန်တော်ကလေးတွေကိုနောက်10နှစ်မှာကျွန်တော်ပြောချင်တာတွေကိုအခုတည်းကပြောခဲ့ပေါ့နှုတ်ဆက်ခိုင်းတာနဲ့အတူတူပါပဲဒီယောဂါနဲ့ကျွန်တော်နေထိုင်ခဲ့ရပါတယ်တညနေမှာတော့ဆရာဝန်တွေဟာကျွန်တော်ရဲ့လေချောင်းလေးကို endoscope ထည့်ပြီးတော့အစာအိမ်တွေပူရီတွေကတဆင်တရရက်အစိတ်စီကသဲတချို့ကိုထုတ်ယူခဲ့ပါတယ်ကျွန်တော်ကငြိမ်သက်နေခဲ့ပါတယ်ဆရာဝန်တွေကထိုဆဲကိုကြည့်အပြီးမှာတော့စတင်ပြီးငိုကြပါတော့တယ်လို့ကျွန်တော်မိမကကျွန်တော်ကိုပြန်ပြောပြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖြစ်နေတဲ့ဒီတရရက်ကင်ဆာဟာစစ်လက်ဖြစ်တာနေပြီးခွဲစိတ်ကုသလို့ရတဲ့ကင်ဆာအမျိုးအစားဖြစ်နေတာကိုတွေ့ရှိခဲ့လို့ဝမ်းသာလုံးဆိုခဲ့ကြတာပါဒါကြောင့်ကျွန်တော်လည်းအခွဲစိတ်ခံခဲ့ပြီးအခုတော့ပြန်လေကောင်းမွန်သွားပါပြီသိခြင်းတရားနဲ့အနည်းဆက်ဆုံးခံစားမှုခဲ့တာပါပဲလူတိုင်းမသိချင်ကြပါဘူးတောင်းငင်ဘုံကိုသွားကျင်တယ်လို့ပြောနေတဲ့သူတွေတောင်မသိချင်ကြပါဘူးဒါပေမဲ့သိခြင်းတရားဆိုတာကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့်အရာပါဘယ်သူမှသိခြင်းတရားကမလွတ်မြောက်ခဲ့ပါဘူးတကယ်တော့သိခြင်းတရားဆိုတာဘဝရဲ့အကောင်းဆုံးဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ်သူကဘဝကိုပြောင်းလဲပေးတဲ့အရာပါအခုသင်ကအစ်စ်ဖြစ်နေပေမဲ့တနေ့နေ့မှာသင်ဟာခေါင်းနှံသွားပြီးသိဆုံးရမှာပါဒီလိုမျိုးပြောရတာစိတ်တော့မကောင်းပါဘူးဒါပေမဲ့ဒါဟာအမှန်တရားပါသင်နေရမယ့်အချိန်ဟာအကန့်အသတ်ရှိပါတယ်ဒါကြောင့်အခြားသူတယောက်ဖြစ်နေထိုင်ရင်သင်အချိန်တွေကိုမဖြုံးပြလိုက်ပါနဲ့ပုံသေးကားချက်ကြီးထဲမှာပိတ်မိမနေပါစေနဲ့အခြားသူတွေသင်ကိုဘယ်လိုမြင်မလဲဆိုတာကိုတွေးပြီးမနေထိုင်ပါနဲ့အခြားသူတွေရဲ့စူညံတန်တွေကသင်ရင်သေးရာဂီတတန်ကိုမဖုံးလွှမ်းသွားပါစေနဲ့အရေးကြီးဆုံးကသင်ကတကယ်ချစ်မြတ်လို့တဲ့သင်အိမ်မက်တွေနောက်ကိုလိုက်ရဲတဲ့တတိရှိပါစေသင်ရင်သေးကနှလုံးသားတွေကဖြစ်ချင်တာကိုလုပ်ပါတခြားຢာတွေကိုဒုတိယဦးစားပေးပါကျွန်တော်ငယ်ငယ်တုန်းက The Whole Earth Catalog လို့ခေါ်တဲ့စာအုပ်တစ်အုပ်ရှိခဲ့ပူပါတယ်ကျွန်တော်တို့ဖြစ်တုန်းကသူကသမ္မာကျမ်းစာလိုပါပဲလူတော်တော်များများမှာရှိပါတယ်မန်းလိုဘက်နဲ့တိတ်မဝေးတဲ့နေရာမှာနေထိုင်နေ Stewart Brand ဆိုတဲ့သူကတီထွင်ခဲ့တာပါဒီချိန်တုန်းက1960အစောပိုင်းလောက်ပေါ့ကွန်ပျူတာတွေမပေါ်သေးပါဘူးအဲ့ဒီစာအုပ်ကလက်နှိပ်ဆက်နဲ့ရိုက်ကကတ်ကြီးနဲ့ဖြတ်ထားတဲ့ပုံစံမျိုးပါသူကလူငယ်နဲ့သဘောတရားတူပါတယ်စာကျင်တဲ့အကြောင်းအရာတွေရှာနိုင်ဖို့လုပ်ထားတဲ့စာအုပ်ပါလူငယ်ပေါ်မလာခင်35နှစ်လောက်ထိသူ့ရဲ့အတွေ့အကြုံဟာလက်တွေ့ဆန်းခဲ့ပါတယ်သူတို့စာအုပ်ကိုအစွန့်ဆင့်မွမ်းမံခဲ့ကြပါတယ်1980လောက်ကနောက်ဆုံးသူတို့ထုတ်ခဲ့တဲ့စာအုပ်ရဲ့နောက်ကျောဘက်မှာတော့မနက်ခင်းနေရောင်အောက်ကကြီးလက်လန်းကလေးရဲ့ပုံပါလာခဲ့ပါတယ်။အဲ့ဒီပုံအောက်မှာတော့အမြဲယူသွတ်စာလောင်နေပါစေဆိုတဲ့စကားစုလေးပါခဲ့ပါတယ်။ဒါကသူတို့ရဲ့နောက်ဆုံးနှုတ်ဆက်စကားပါ။ကျွန်တော်ဘဝမှာလည်းကျွန်တော်ဒီစကားကိုကျင့်သုံးခဲ့ပါတယ်။
အခုခမည်းတော်အားလုံးဘွဲတွေရပြီးဘဝအသစ်တစ်ခုကိုစားတော်မယ်ဆိုတော့ကျွန်တော်ကလည်းခမည်းတော်ကိုအမြဲယူသွတ်စားလောင်းနေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အထက်ပါမိကွန်းကတော့တိကျော်ရဲ့နာမည်ကျော်မိကွန်းဖြစ်ပါတယ်ကျွန်တော်ဘဝမှာလည်းသူ့ရဲ့မိကွန်းအတိုင်းနေခဲ့ပါတယ်ဒီမိကွန်းကိုမမြင်ခင်တည်းကအဲ့ဒီလိုနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်လုပ်နေတာမှန်ရဲ့လားမှားနေလားမသိခဲ့ပါဘူးဒီနေ့မှာတော့အမှတ်မထင်ဒီမိကွန်းလေးကိုဖတ်မိပြီးတိကျော်ကိုအရန်ကျေးဇူးတင်မိခဲ့ပါတယ်ဒီလိုမိကွန်းမျိုးကိုကျွန်တော်ဒီထက်ငယ်စဉ်ကသိခဲ့ရဖတ်ခွင့်ရခဲ့ရင်ကောင်းပါပဲလို့လည်းတွေးခဲ့ပါတယ်ဒါကြောင့်အခုဒီစာအုပ်ထဲမှာတင့်တော်အောင်ဘာသာပြန်ပြီးကျွန်တော်စာဖတ်ပရိသတ်တွေနဲ့မျှဝေလိုက်တာပါတိကျပြောခဲ့တဲ့အရာ၃ခုလုံးကိုလည်းသင်ခန်းစာယူနိုင်အောင်ကြိုးစားပါလောကကြီးမှာလောကရန်ကြောင့်မြင့်တဲ့အခါမြင့်မယ်နှိမ့်တဲ့အခါနှိမ့်မယ်ဒါပေမဲ့ဘယ်တော့မှယုံကြည်မှုတွေမပြောက်သွားပါစေနဲ့ဒီမှတ်ဒီကိုဘယ်တော့မှမစွန့်လွတ်လိုက်ပါနဲ့ဒီနေ့သာသင်ဘဝရဲ့နောက်ဆုံးနေ့ဆိုရင်သင်ဘာလုပ်မလဲအခုပဲပြောပါပတ်စံနည်းနည်းပဲရှိစဉ်ကထမင်းချမ်းနဲ့ခောက်ဆွဲပြုတ်ကိုစားနိုင်တယ်ဒီအသက်စာဆုံးဘတ်စကားကိုစီးရထမင်းဆိုင်မှာစားရင်အသက်နိုင်ဆုံးဈေးအသက်စာဆုံးဆိုင်ကိုရှာတယ်ဒီဘက်ဖုံလေးပဲကင်ပြီးတစ်လမှဒီတစ်ခါလောက်ပဲထည့်တယ်ပတ်စံနည်းနည်းလေးပူရှာလာနိုင်တော့ထမင်းချမ်းကတိတ်ပြီးအဆင်မပြေတော့ဘူးပိုကောင်းတာလေးစားခြင်းလေအများရန်ဘတ်စကားစီးပေမဲ့တစ်ခါတလေသစီလေးစီးပြလာတယ်နည်းနည်းမြင့်တဲ့ဖုန်းလေးစကိုင်းလာပြီးအင်တာနက်ဖိုးလေးတွေပိုသုံးဖြစ်လာတယ်အထီးထပ်ပို့ပြီးပတ်စံပိုရှာလာနိုင်တော့ဆိုင်မှာဈေးကြီးတာလေးတွေစားပြလာတယ်အမြဲလိုတက်စီစီးပြလာတယ်ဆမ်ဆောင်လိုက်ကင်ပြီးတလားအင်တာနက်ဖိုးလေးပို့ပြီးထောင်းလာတယ်ဒီထက်ပတ်စံပိုရှာလာနိုင်ရင်ရောပြောချင်တာကလူတွေဟာဘယ်တော့မှလိုလောဘတက်တန့်သွားမှာမဟုတ်ပါဘူးအရင်တော့က21လက်မှ TV လေးကြည့်တတ်ပေမဲ့ဆန်းလာလာရင်လက်မ60လောက် TV လေးကြည့်တတ်ကြပါတော့တယ်ဝင်ငွေတွေတိုးလာတယ်လို့ထွက်ငွေတွေလည်းအမြဲတိုးလာပါတယ်ဒါကရက်တန့်လို့ရတဲ့အရာလားဆိုတော့တာမန်လူသားအလုံးရက်တန့်လို့မရတဲ့အရာပါလောဘနဲ့တတ်မှတ်မှုတွေနဲ့တိဆောက်ထားတဲ့လူသားတွေဖြစ်တဲ့အတွက်ဒီခံစားချက်တွေကတော့အမြဲရှိနေမှာပါဒါကြောင့်ဘလောက်ချမ်းသာမှပျော်ရွှင်မယ်ဆိုတဲ့ရည်မှန်းချက်မျိုးမထားပါနဲ့သင်3000ရမှစပြီးစိတ်ချမ်းသာအောင်နေမယ်လို့ဆုံးဖြတ်ထားတဲ့3000ရတဲ့အခါမှာ3000ရချင်လာပါလိမ့်မယ်လူလောဘဟာဘယ်တော့မှရက်တန့်သွားမှာမဟုတ်ပါဘူးဒါကြောင့်အချိန်တိုင်းမှာပျော်ရွှင်အောင်နေပါအောင်မြင်အောင်တော့ကြိုးစားပါဒါပေမဲ့အချိန်ထဲမှာပဲပျော်ရွှင်အောင်နေထိုင်ပါသင်ရဲ့ဖြစ်တည်မှုကိုဘယ်တော့မှအထင်မသေးပါနဲ့လမ်းလျှောက်နေတဲ့သူကစက်ဘိန်းလေးတစ်စီးလောက်လိုချင်ပြီးစက်ဘိန်းစီးနေတဲ့သူကတိုင်ကယ်လေးတစ်စီးလောက်လိုချင်ပါလေတိုင်ကယ်စီးနေတဲ့သူကလည်းကားလေးတစ်စီးလောက်လိုချင်ပြန်ပါလေကားပိုင်တဲ့သူကလည်းသူ့ကားကမော်ဒယ်အောက်လို့မော်ဒယ်မျက်နှာလေးလိုချင်ပြန်လေဒီလိုနဲ့လောဘတွေကတန်တရားလည်နေမှာပါတခါမှအပျော်ဆုံးလူသားတွေကအကောင်းဆုံးတွေပိုင်ဆိုင်ထားခြင်းမရှိပါဘူးပိုင်ဆိုင်တာတွေကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်လို့ရှိပါတယ် I'm a slow walker but I never walk back ကျွန်တော်ကလမ်းလျှောက်နေတဲ့သူတစ်ယောက်ပါဒါပေမဲ့ကျွန်တော်ဘယ်တော့မှနောက်ကျောင်းပြန်မလှည့်ခဲ့ဘူး Abraham Lincoln ဝိရှော့တော့မယ်လို့ဆုံးဖြတ်လိုက်တယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေမျက်လုံးပြူလာအောင်အသီးအရွက်တွေဝယ်ထားလိုက်တယ်မနက်တိုင်းပြီးဖို့ဖနက်ကလေးတစ်စုံဝယ်လိုက်တယ်မနက်ထားဖို့နိုင်ကိုအရန်ပေးလိုက်တယ်ဒီလောက်စိတ်သက်တက်ကြွတဲ့အချိန်မျိုးမရှိဘူးပထမတစ်ရက်စာပြီးတယ်2ရက်3ရက်ဝိတ်ကပြီးပြီးတသာကြာမလာဘူးတစ်လရောက်လာတယ်ဝိတ်ကလည်းကြာမလာဘူးစိတ်သက်ပြီးကြာလာတယ်အိယာကခိမထခြင်းတော့ဘူးနောက်နေ့အိယာထနောက်ကြလာတယ်နောက်တော့လုံးဝကိုလေ့ကျင့်ငန်းမလုပ်ဖြစ်တော့ဘူးဒါကအသိကောင်းမလေးတစ်ယောက်ဖြစ်နေတဲ့ပုံစံအင်္ဂလိပ်လိုအရန်ပြောခြင်းနဲ့လူများတွေပိုင်နိုင်စွာပြောနေတာကိုကြည့်ပြီးအရန်အားကြတယ်သူတို့လိုတနေ့ဖြစ်ကိုဖြစ်ရမယ်စာကျမ်းမဲ့တိုင်တီလေးကိုသေချာဆွဲလိုက်တယ်လမ်းဘေးကတွေးတဲ့အင်္ဂလိပ်ဝတ္ထုတစ်ပုဒ်ဝယ်လိုက်တယ် dictionary တစ်အုပ်ပါဝယ်လိုက်သေးတယ်ပြီးတော့
မသုံးဝင်မဲ့အတန်ဖိုင်တချို့ဖုန်းထဲမှာဒေါင်းလော့ဒ်လုပ်ထားလိုက်တယ်ပထမညစာကို3နာရီ4နာရီလောက်လေ့လာလိုက်တယ်အတန်ဖိုင်ကိုညအိတ်ခမ်းပြီးနားထောင်လိုက်ပြီးတယ်ဒီလိုနဲ့4-5ရက်ကြာလာတယ်English TV News တခုကိုမထင်မှတ်ပဲနားထောင်ခွင့်ရလိုက်တယ်။တစ်လုံးမှနားမလဲနိုင်ငံသားတစ်ယောက်နဲ့တွေ့တယ်။သူပြောတာတစ်လုံးမှနားမလဲသေးစိတ်သက်ကြလာပြန်ပြီ။အရင်ကဆွဲထားတဲ့တိုင်တီပဲဆော်ရက်လေးကိုကန်ရင် POC ဆော့တာပဲကောင်းပါလေ။ပြီးမှပြန်လေ့လာတာပေါ့။ဒီလိုနဲ့ညဉ့်ညံ့သွားတယ်။ဒီနေ့တော့နားလိုက်ပါအောင်မယ်။နောက်နေ့ကျမှပြန်လေ့လာတာပေါ့။ဒီလိုနဲ့စိတ်အားလျော့သွားတယ်။ဒုံရင်ဒါကမြင်နေကြလူငယ်အချို့ရဲ့ပုံစံအထက်ပါဥပမာနှစ်ခုလုံးမှာပြောချင်တာကအောင်မြင်တဲ့စိတ်ကအခက်ခဲတွေထပ်သေးနေတယ်ဒါကြောင့်အခက်ခဲတွေတွေ့တိုင်းနောက်ပြန်လှည့်ပြီးတယ်နာမည်ကျော်လက်ဝဲသမားဆိုတာငယ်ငယ်လေးကလေးကသူ့ရဲ့ပုံရိပ်ကိုစင်ပေါ်မှာမြင်ရခဲ့တာပါနာမည်ကျော်တွေဟာငယ်ငယ်လေးကမိမိရဲ့ပုံရိပ်ကိုစင်ပေါ်မှာမြင်အောင်ကြည့်ခဲ့တာပါလင်ကုန်းကငယ်ငယ်ကလေးကသမရဖြစ်ချင်တယ်လို့ပြောဘူးတယ်သူ့လိုတစ်သားလုံးအိမ်လေးတွေကလူငယ်တစ်ယောက်ကအဲ့လိုစကားမျိုးပြောတာဘာလို့လဲအရန်ကိုယုံကြည်ချက်ပြင်ထန်လို့ယုံကြည်ချက်ကအရာရာထက်ကြီးမားနေလို့ပါနာမည်ကျော်အဆိုတော်ဘင်းဆိုတာလေတစ်ချိန်ကဝတ်တုပ်ကြီးပါသူ့ရဲ့ကြိုးစားမှုကြောင့်ဝိရှော်နိုင်ခဲ့တာပါဘလို့အောင်မြင်တဲ့သူဖြစ်ဖြစ်ရှုံးနိုင်နောက်ပြန်မလှည့်ခဲ့ကြပါအခုကစားပြီးနောက်ပြန်မလှည့်နဲ့နော်အပေါ်ကိုမော့ကြည့်လို့ညောင်းရင်အောက်ကိုငုတ်ကြည့်ပါကားလှလှလေးတွေအိမ်ကောင်းကြီးတွေဖုန်းအကောင့်စားတွေကင်နေတဲ့သူတွေကိုကြည့်ပြီးအားကြကပိန်ငယ်နေပါသလား။အရန်စမကြပြီးလှပတဲ့လူတစ်ယောက်မဖြစ်လို့အားငယ်နေပါသလား။အိမ်မှာ Skynet လေးတောင်မရှိလို့ဆိုပြီးစိတ်ညစ်နေပါသလား။အဲ့ဒါဆိုရင်တော့သင်အရန်ကိုမော့ကြည့်ရများနေပါပြီ။သင်လာစားသိန်းခွဲပဲရလို့သင်စိတ်ညစ်နေတဲ့ချိန်မှာဒီညနေစာစားဖို့မရှိလို့စိတ်ညစ်နေတဲ့သူတွေရှိရဲ့။သင် iPhone မကင်နိုင်လို့စိတ်ညစ်နေချိန်မှာခလုတ်ဖုန်းလေးတစ်ခုတောင်မကင်နိုင်လို့အားငယ်နေတဲ့သူတွေရှိရဲ့။သင်ဖက်နှက်အစ်စ်မဝယ်နိုင်လို့စိတ်ညစ်နေချိန်မှာသင်ရှူဖက်နှက်ကိုတစ်ခါတိုက်ပြီးမှသမင်းတစ်လုပ်ပါစက်ထဲဝင်တဲ့သူတွေရှိရဲ့။သင်မျက်လုံးမလှလို့မှန်နေကြတိုင်းစိတ်ညစ်နေတဲ့အချိန်မှာအဲ့ဒီမှန်ကိုယ်တော်မြင်ခွင့်မရတဲ့မျက်မမြင်နေရှိရဲ့။သင်လူရှိသူရှိကိုခြေစုံလက်စုံအင်္ဂါစုံနဲ့တွားနေတဲ့အချိန်မှာလူရှိထွက်ရမှာသေမလောက်ကြောက်တဲ့အားနေခြင်းတဲ့သူတွေရှိတယ်။သင်ဒီနေ့အသက်ရှင်နေသေးပေမဲ့စက္ကန့်တိုင်းမှာလူတချို့သေဆုံးနေကြတယ်။သင်အများကြီးကံကောင်းပါတယ်။တစ်ခါကိုမောကြည့်ပြီးအရန်စိတ်ညစ်နေတဲ့အခါအောက်ကိုငုတ်ကြည့်လိုက်ပါ။သနာစရာတွေ၊ကူညီစရာတွေအများကြီးသင်အောင်မှရှိနေပါသေးတယ်။အမြဲတမ်းငုတ်ကြည့်ပြီးပြင်းကြီးဖို့ပြောနေတာမဟုတ်ပါဘူး။လောဘတွေနဲ့ဖုံးနှံလာရင်ပျော်စရာတွေပျောက်ဆုံးသွားတယ်လို့သူကိုပြန်တတိပေးတတ်အောင်ပါ။သင်ဟာသစ်ပင်တစ်ပင်မဟုတ်ဘူး။သင်ရောက်တဲ့နေရာကိုမကြိုက်ရင်လှုပ်ရှားလိုက်စမ်းပါ။သင်ဟာလှုပ်မရတဲ့သစ်ပင်တစ်ပင်မဟုတ်ပါဘူး။သင်ကိုယ်တင်သစ်ပင်တစ်ပင်လို့တစ်ခါတော့စိတ်ကူးရှင်ကြည့်ပူပါသလား။တနေရာထဲမှာပဲတစ်သက်လုံးနေရပြီးဘလို့မှရွှေ့လို့မရတဲ့သစ်ပင်တစ်ပင်လို့လူတွေပြုသမျှကိုစိတ်မိတ်ခံရတဲ့ဘဝကဘလောက်များဆိုးလိုက်မလဲ။ဒါပေမဲ့သင်ကံကောင်းပါလေ။သင်ဟာသစ်ပင်တစ်ပင်မဟုတ်ပါဘူး။ငါဘွားကစိုးလိုက်တာလို့ပြောပြီးသင်ပါများအားထုတ်နေပါသလဲစိုးလိုက်တဲ့ငါဘွားဒီစကားကကြားနေကြစကားတစ်ခုကျွန်တော်လည်းပြောခဲ့ဘူးတဲ့စကားတစ်ခုဒါပေမဲ့မပြောတာနှစ်နဲ့ချီခဲ့ပြီလူတွေကအဲ့ဒီစကားကိုသာပြောကြတာအဲ့ဒီစကားကလွတ်မြောက်အောင်ဘာများလုပ်နေကြလဲဆိုတော့ပြင်းစဲပဲသက်တာတလူနေမြင်နေစဲပဲကျွန်တော်လည်းအဲ့လိုဖြစ်ခဲ့ဘူးတဲ့သူတယောက်ပါဒါပေမဲ့ဘာလို့ဒီစကားကိုကျွန်တော်မပြောဖြစ်တော့တာလဲကျွန်တော်ရှက်လို့ပါဘာမှလည်းလုံမနေပဲနဲ့စိုးလိုက်တဲ့ဘဝလို့ထိုင်အော်နေတာဟာတော်တော်ကိုအတိတ်ပဲနဲ့တဲ့အလုံးမှန်သိလာရတယ်အဲ့ဒီစကားတစ်ခုပြောမယ့်အစားကျွန်တော်အဖြစ်အပျက်တစ်ခုပြီးမြောက်အောင်စပြီးဆောင်ရွက်ခဲ့တယ်ကျွန်တော်သူများတွေထက်ပိုကြိုးစားခဲ့တယ်ဒီနေ့အောင်မြင်ရမယ်လို့လည်းလုံးဝကိုယုံကြည်ခဲ့တယ်ကျွန်တော်အင်္ဂလိပ်ဘာသာစကားကိုသင်ယူခဲ့တယ်ကျွန်တော်လည်းခမည်းတော်လိုပဲငပိတန်းနဲ့စားခဲ့တာပါဒါပေမဲ့ကျွန်တော်လုံးဝဆွဲမလျှော်ခဲ့ဘူးနေ့တိုင်းဒီတစ်ခွက်တောက်သလိုအင်္ဂလိပ်စာကိုနေ့တိုင်းလေ့လာခဲ့တယ်အဲ့ဒီအင်္ဂလိပ်စာကြောင့်ပဲဘဝမှာအခွင့်အလမ်းများစွာရခဲ့တယ်ဒီလိုနဲ့ကျွန်တော်ဘဝမှာကျွန်တော်လိုချင်တာတွေတပြေးပြေးပိုင်ဆိုင်လာတယ်ကျွန်တော်ပတ်စံအများကြီးမချမ်းသာဘူးဒါပေမဲ့ကျွန်တော်ကအောင်မြင်မှုကိုပတ်စံနဲ့မတိုင်းတာဘူး
ကိုလုံနေရတာကိုဘယ်လောက်ပြောလဲဆိုတာနဲ့တိုင်းထားတယ်ပြီးတော့ကျွန်တော်အောင်မြင်နေပြီလို့ယူဆတယ် Success is a lifestyle not a goal အခုမှသဘောပေါက်လိုက်ရတာကကျွန်တော်ဘဝမဆိုးခဲ့ပါဘူးကျွန်တော်ဘာမှမလုပ်ခဲ့တာပါသင်လဲအဲ့ဒီလိုမျိုးပြောလေးရှိသူဆိုရင်တော့အခုကစားပြီးမပြောပါနဲ့နော်အဲ့ဒီလိုပြောမယ့်အစားတစ်ခုခုပြီးမြောက်အောင်ဆောင်ရွက်ပါသင်ရဲ့အိမ်မက်တွေကိုလူတွေကိုပြောပြမနေပါနဲ့သူတို့မြင်အောင်အကောင့်ထဲပေါ်ပြလိုက်ပါသင်ဘဝကိုပြောင်းလဲဖို့သင်မှာအခွင့်အရေးလုပ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်လူတော်တော်များများအနာဂတ်လှလှလေးပိုင်ဆိုင်ခြင်းကြပါတယ်ဒါပေမဲ့လူတော်တော်များများအနာဂတ်ဆိုတာကိုပြစ္ဆုတ်ပံနဲ့ဖန်တီးရမယ်ဆိုတာကိုမေ့နေကြပါတယ်အနာဂတ်ဆိုတာပြစ္ဆုတ်ပံနဲ့ရေးဆွဲရမယ်ပကြီးကားတစ်ချက်ပါအခုလောလောဆယ်ဘာမှမလုပ်ပဲအနာဂတ်လှလှလိုချင်တဲ့သူကဘာနဲ့တူလဲဆိုတော့ဘာမှပကြီးဆွဲမနေပဲနဲ့မျက်လုံးထဲမှာပဲပုံဖော်နေတဲ့သူနဲ့တူတယ်သူ့လက်ကကြိုးကြိုးစားစားနဲ့အာယုံစူးစိုက်စွာစုပ်တံကိုကင်ပြီးတော့မဆွဲနေဘူးဒါပေမဲ့ခေါင်းထဲမှာတော့ပကြီးကားလှလှလေးလိုချင်တယ်သူစိတ်ကူးရင်နေရာကလက်နိုးတဲ့နေ့အရန်နောက်ကျနေပြီသူ့ပကြီးကားကလည်းဘာမှကိုမဆွဲရသေးတာကိုအလန့်တကြားတွေ့ရလိမ့်မယ်တကယ်အနာဂတ်လှပခြင်းတဲ့သူကအချိန်တိုင်းမှာကြိုးစားတယ်အနာဂတ်ဆိုတာပြစ္ဆုတ်ပံနဲ့ဖွဲ့စည်းရတဲ့အစအအုံတစ်ခုမှသူသိတယ်ဒါကြောင့်သူပြစ္ဆုတ်ပံတိုင်းကိုလေးစားတယ်အာယုံစူးစိုက်တယ်ပြစ္ဆုတ်ပံတွေအရေးပြောပြီးအသိအဖြစ်ပူပြောင်းသွားခြင်းကသင်အနာဂတ်ကိုကြောင်းနေပါလိမ့်မယ်အသိလှလှလေးတွေကိုပြန်လှည့်ကြည့်နိုင်ဖို့ပြစ္ဆုတ်ပံကိုပုံဖော်ကြရအောင်ကိုရောက်နေတဲ့နေရာကိုသဘောမကျတိုင်းအားငယ်စိတ်နဲ့ညတိုင်းကိုဖြတ်တန်းစရာမလိုပါဘူးကိုလိုချင်တဲ့နေရာကိုရောက်အောင်သွားမယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့သင်ညာတွေကိုဖြတ်တန်းပါတိုးစားမှုတွေနဲ့နေရတွေကိုကုံဆုံးပါတဲ့အိမ်မက်တွေနဲ့သိကြပါမိကလာပါလိမ့်မယ်ဟုတ်ကဲ့ဒီနေ့ဖတ်ပြသွားတာတွေကိုအချင်းချုပ်ပြန်လည်ပြောပြရမယ်ဆိုရင်ကိုပျော်ရွှင်စေတဲ့အလုပ်ကိုညံ့ညိုရတဲ့အလုပ်ကိုလုပ်ပါမတွေ့သေးရင်လည်းဆွေးမလျှော့ပဲတွေ့ရတဲ့အရှာပါကိုလိုချင်တာတွေရမှပြောရဲဆိုတာမျိုးမလုပ်ပါနဲ့ခုပြစ္ဆုတ်ပန်းတွေကခုလက်ရှိတွေကကိုပျော်ရွှင်အောင်နေထိုင်ပါဒီတော့မှနောက်ပြန်မလှည့်ပါနဲ့ကိုရဲ့အောင်မြင်မှုတွေကိုပုံဖော်မြင်ရရင်ပန်းနိုင်ရောက်ခဲ့ပြီးကြိုးစားပါဟုတ်ကဲ့ဒီနေ့ဖတ်ပြတာတွေကိုနားထောင်ပြီးတော့လူချင်းမင်းတို့အနေနဲ့ဒီတေကနေပြီးတော့ကိုအတွက်ဘာရလိုက်တာရှိပါတယ်ကိုရဲ့ဘဝရောကိုလိုချင်တာတွေဖြစ်လာဖို့ကိုချစ်မြတ်နိုးတဲ့အရာတွေလုပ်ကိုင်နိုင်ဖို့ဘယ်လိုတွေစူးစမ်းခဲ့ပါသလဲဘယ်လိုတွေလုပ်ကိုင်ပါသလဲဟုတ်ကဲ့အဆင်ပြေမယ်ဆိုလို့ရှိရင်အောက်က comment box ထဲမှာကိုရဲ့အကြောင်းလေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကိုစိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေရှင်